Samsung headset တော့ဟာလားဗီဒီယိုလား တို့တွေကပိုင်ရုံရောက်လာတယ်ဆိုပြီးတော့မတ်တရားလေးခတ်တာမနော်မသိမွေလိုပဲနော်ကောက်ကွေးပြီးတော့လေကားမောင်းနေကောင်လည်းသူလည်းသူသိတယ်ဆိုတော့မောင်းတဲ့လမ်းကြောင်းမှာသူရောက်အဲ့ဒီမီးအလင်းရောင်တွေအဲ့ဒါအကုန်လုံးကားမီးတွေပဲ